တောက်ယူကျွန်တော်လည်းတောက်ယူမပါဘူးတောက်ရှူပါကျွန်တော်မရကျွန်တော်ဘယ်မို့တော့အာယုံကြောင်ကြီးပြိုးတယ်ရှေ့ဘက်ရဲ့စူးစူးမှာထွန်းလင်းတောက်ကနေတယ်တောက်ကြတဲ့ကိုမြန်တဲ့အချိန်မှာမွေးခဲ့လို့တောက်ရှူလို့နာမည်ပေးခဲ့တာပါရင်းမှုမင်းကိုမွေးတဲ့အချိန်ကျယ်ဒီလာရင်ပြင်အောင်မင်းမရအခန်းထဲမှာမမွေးပဲလေခွင်းထဲမှာထွက်မွေးနေလို့လားရင်းဘောက်ကနေမြန်တော့ကမှာပါရင်းမှုမိချောင်းမှာလားကျွန်တော်မြန်မိချောင်းမဟုတ်ပါဘူးရင်းမှုမခင်ဖြစ်ပါရင်းမှုကြီးနဲ့တော့ဘာညာဖြစ်ခဲ့ဘူးလို့ပြောပါတယ်တော်အဲ့ဒါလေးပြန်ပြောရင်ဒေါသလေးပေါက်တယ်မင်းမခင်တဲ့လီစာလေးတစ်ခါတော်ဘူးပါမင်းလိုအရှုပ်တော့ချီတော့ငါကောင်းတော့ပြေးလာတော့ထွက်တော့တယ်မပြေဘူးတော့ဒီနေ့တော့မပြောပါဘူးအမေကပြောပါတယ်ငယ်တော့ကတဲ့ထားခဲ့တဲ့ရီသား18ရောက်ပြန်မှာရေမူကြီးကိုတန်တော့ရှိတော့မယ်တဲ့ရေမူကြီးကသာအမေရဲ့စကားကိုနားမထောင်ပဲရဲတက်ခွက်တွေကိုဝင်သွားလို့အမေကစိတ်နာပြီးလမ်းခွဲခဲ့တာလို့ပြောပါဘယ်ရတာကွာမင်းအမေကစပြီးဖြတ်ခဲ့လို့ငါရင်နာနာနဲ့အသေးကွဲပြီးရဲတက်ခွက်တွေဝင်သွားတယ်ဩမင်းလောက်တာနဲ့ငါပြောစရာရှိတာတော့ဖေရောက်ကုန်တယ်မင်းကိုခေါ်ရအောင်မင်းကိုရဲတက်ခွက်ရတယ်အဲ့တက်ခွက်ပြည့်တယ်ဆိုတော့မိတာဖတ်ပြီးခေါ်ပြဝန်တိုင်းရရေမူကြီးကိုဒီမှာလားဒီမှာလေကျေးဇူးတင်